그래, 오너고 artificial intelligence လို့ ခေါ်တဲ့ AI နဲ့ထိန်းချုပ်မောင်းနေထားတဲ့စက်ရုပ်တရုပ်ကခွဲစိတ်မယ်ဆိုရင်ခင်ဗျာလက်ခံနိုင်လား2025မှာ AI ကိုအသုံးပြုပြီးမောင်းနေထားတဲ့စက်ရုပ်တွေဟာလူတွေတဲ့ဆိုင်ပိုပြီးတော့တိကျလာတယ်လို့ပိုပြီးတော့လည်းအမှားရွယ်နဲလာတာကိုတွေ့ရပါတယ်စိတ်ကူးရင်ဝတ္ထုတွေကဇလန်းတွေကတကယ်ဖြစ်လာတာပေါ့ဗျာဥပမာအရန်ခွဲစိတ်ရလက်ပေါက်ကတ်တဲ့ prostate cancer လို့ဟာမျိုးတွေမှာ AI ကိုနဲ့မောင်းနေထားတဲ့စက်ရုပ်ကိုအသုံးပြုပြီးခွဲစိတ်တဲ့အချိန်မှာလူတွေခွဲစိတ်တာတဲ့ complication rate ကို5% လောက်ထိ short ချပေးနိုင်တယ်ဆိုပြီးတော့ study တစ်ခုမှတွေ့ရပါတယ်အဲ့ဒါဆိုရင်စက်ရုပ်တွေကကျွန်တော်တို့ရဲ့နေရာခွဲစိတ်ဆရာဝန်တွေနေရာအစားထိုးယူသွားတော့မှာလားအဖြေကတော့ no ပါအနာဂတ်မှာခွဲစိတ်ဆရာဝန်တွေနေရာကိုစက်ရုပ်တွေကအစားထိုးသွားမှာမဟုတ်ပါဘူးခွဲစိတ်ဆရာဝန်တွေနဲ့အတူတူစက်ရုပ်တွေနဲ့ပူးပေါင်းပြီးတော့ပိုကောင်းတဲ့ခွဲစိတ်မှုတွေကိုလုပ်လာနိုင်မယ်လူသားတို့အတွက်ပို့ပြီးတော့အကျိုးပြုနိုင်တဲ့ procedure တွေပေါ်ထွက်လာမယ်လို့ပဲကျွန်တော်ကတော့မြင်ပါတယ်မိတ်ဆွေရောဘယ်လိုမြင်လဲ